ဒါတော့အခုကျွန်တော်တို့ဟွာအမ်မှာနေတယ်ကျွန်တော်တို့ရဲ့ဟိုတယ်လေးပါဒီဟိုတယ်ကတော့ဘတ်ဂျက်လေးပေါ့ဒီနောက်ပြီးတော့ဒီဟွာအမ်မှာကျတော့အဲ့လိုဟိုတယ်အကြီးကြီးလည်းမနေချင်လို့တော့ဒီမှာပဲနေလိုက်တယ်အခုဟိုတောင်ဘက်ကိုလက်လျှောက်မှာပါအဲ့တော့ Instagram တွေမှာနာမည်ကြီးတဲ့နေရာတွေပါဒီနေရာညဘက်ဆိုရင်တော့လှမှာသူကလှေလေးနဲ့မီးလေးနဲ့စုံသွားရလှမှာကျွန်တော်တို့ဟိုးဘက်မှာမြင်နေရတဲ့ဒီအဝါရောင်အိမ်ငန်းတွေကကြတော့အိမ်တွေကကြတော့ဒါအိုးတောင်ပေါ့ကျွန်တော်အဲ့ဘက်ကိုသွားမှာပါအဲ့ဘက်ကိုသွားပြီးလမ်းသွားလျှောက်ကြည့်မယ်အခုကတော့ဟွာအမ်မြို့ကိုဖြတ်ပြီးတော့မှစီးဆင်းနေတဲ့ River Bridge ပေါ်မှာပါအရင်တော့ကဟွာအမ်မြို့ကစိတ်ကမ်းမြို့တစ်ခုအဖြစ်တည်ရှိခဲ့ပြီးတော့မှဒီမြစ်ကိုကုန်သွယ်ရေးတွေတည်ပို့ဆောင်ရေးခန္ဓာတွေအတွက်အသုံးပြုခဲ့ကြပါတယ်အိုးတောင်ဘက်ကိုရှောက်တဲ့လမ်းတစ်လျှောက်ပါဒီဘီကတော့အရုပ်လိုချင်လို့တဲ့ရုပ်လိုချင်လို့တဲ့ဒီကြကျွန်တော်နေလေစာဝဟွာအန်ဟိုတောင်က Morning Glory ဆိုတဲ့ဆိုင်လေးမှာထိုင်ပါတယ်ဒီဆိုင်လေးကတော့ရှေ့မှာသူကခေါက်ဆွဲရွာလောက်တာထင်တယ်ဒီ YouTuber တွေထဲမှာတော့နာမည်ကြီးတဲ့ဆိုင်ပဲသူထဲမှာတော့မင်းတို့တွေကတော်တော်ဆုံးတယ် dessert တွေရောတော့ဒီ show စားတွေရောသူတို့ traditional food တွေရောတော်တော်ဆုံးပါတယ်မင်းစေးလေးလည်းမစိုးပါဘူးပိုးဆောင်တစ်သိန်းလောက်ပေါ့သူတို့ပတ်စံတယ်ပေါ့ A few moments later အခုကျွန်တော်တို့မှာထားတဲ့ဟာလေးပေါ့ဒီကောင်ကအထဲထဲက pork နဲ့အသားတော့ဖင်နေရတော့အများကြီးပဲဒီကောင်ကတော့ထမင်းကြော့ပုံစံမျိုးပါပဲအမဲသားနဲ့လား beef နဲ့ကျွန်တော်မှဟားလေရောက်လာအောင်နောက်ထပ်တစ်ပွဲကျန်သေးတယ်နောက်ထပ်တစ်ပွဲကအဲ့လိုခောက်ဆွဲတုပ်ပုံစံမျိုးပေါ့I'm waiting, old man. ဒါတော့နောက်ထပ်မှားထားတဲ့ဟာအတော့ပုံစံမျိုးပေါ့ကျွန်တော်အမြင်ကတော့မဖက်သုံးနဲ့တူတာပဲအဲ့ဒါမှသူအမဲသားနဲ့ဒီကောင်းမဲ့ပုံလေးပါခုနကတော့ထမင်းကြော်တာစားကြည့်ပြီးထမင်းကြော်ကောင်းတယ်အမဲသားမီဒီယမ်ရဲနဲ့စားလို့ကောင်းတယ်ဒီကတော့သမင်းကြောတိတ်မကြိုက်ဘူးလေဆိုတော့ဒီမှာအတုပ်စားမှာလားဟမ်စားမှာလားကျွန်တော်သုံးပွဲမှာစားတာစုပေါင်း9,900ဝယ်ကြပါတယ်ဒါပေမဲ့တန်ပါတယ်စားလို့လည်းကောင်းပါတယ်9,900ဝယ်ဆိုတာကဓမ္မငွေနဲ့ဆိုရင်တသိန်းဝင်ကျင်တော့ပေါ့နော်အဲ့တော့ကြပါတယ်ဒီကတော့အုံးရည်တော့အုံးသေးပါထပ်ခွဲစားနေပါတယ်တော့ခုနကကျွန်တော်စားတဲ့ Morning Glory ဆိုတဲ့ဆိုင်လေးပါ Morning Glory စားလို့ကောင်းပါတယ်သူကဒီဘက်မှာ vegan တွေအတွက်တက်ရယ်ဒီဘက်မှာဒီအသားစားတဲ့လူတွေအတွက်တက်တယ်ပေါ့နှစ်မျိုးခွဲရတာပါဆမ်မာကြီးကရုပ်လိုချင်နေတာတဲ့ရုပ်မွဲပဲတမောက်ရိုင်းမခံဘူးတဲ့အားနဲ့သူ့ကိုရုပ်လိုက်ဝယ်ပေးရပါအောင်မယ်ဒီမှာအင်ကြီးဆိုင်နေနော်အများကြီးပဲရှိတယ်ဒီမှာတရားဝယ်ပါလားဘာတောင်းဝါရီနော်ချုံဘွားရီနော်ကလေးလေးအင်ကြီးဝိုင်းအိုးရှန်တောင်းမှာရှိတဲ့အိမ်တော်တော်များများဘာကြောင့်အဝါရောင်ဖြစ်နေတာလဲဆိုလို့ရှိရင်အဝါရောင်ဟာကံကောင်းခြင်းဆိုတဲ့အယူအဆရဲ့ပြီးတော့အဝါရောင်ကအပူဆုပ်ယူမှုနည်းပြီးတော့မှအိမ်တွင်းအေးအေးတဲ့ပြီးနေတာကြောင့်ရဲ့ပြည့်ပြည့်ထင်းထင်းတဲ့အချိန်မှာကိုညာစိတ်နည်းပြီးတော့မှဆွဲဆောင်မှုရှိအောင်လို့ဆိုပြီးတော့မှကျွန်တော်သိခဲ့ရပါတယ်ဒီကတော့ဘယ်ရောက်ပြောနေလမ်းလျှောက်တာကွာအဲ့လိုတွေရှောက်အောင်နေနေဘေဘီဘုံလေဟောဟုတ်လေ
တမ်းဘိုင်းမိုင်တော့လဲဟိုလေဘိုင်းမိုင်တော့လဲတော့ဘိုင်ဘိုင်ကောင်းမယ် đi có sườn bò mấy mấy chuyện ဒီလိုမျိုးလေးလည်းစီးလို့ရတယ်တော့လည်းနာမည်ဆောင်မယ်ဒီဘက်ရှောက်ကြည့်ပါမယ်ဒီနားလေးတွေဆိုဒါ Instagram မှာဒီစကုပန်းလေးပွင့်တဲ့ချိန်ဆိုလာဒါစကုပန်းပင်လေစကုပန်းပင်လေးနဲ့ဓာတ်ပုံလာရိုက်ကြဒီအိမ်ရဲ့ခေါင်မိုးလေးတွေကသူကအုတ်ကျိုးရအောင်လို့စင်တူလေးတွေကျွန်တော်အဲ့ drone နဲ့ပါနေကြရင်တော့အရန်လာပြီးတကယ်ဂျပန်ကာတွန်းကားတွေတဲကအဲ့လိုမျိုး file မျိုးရတယ်အဲ့လို sao rồi kì ဆရာမယို present ချိန်ပြီလားအဲ့ဒီကသူကပထမအရင်ကသူနဲ့နည်းနည်းရှည်နေတယ်ဒီမီးပုံးလေးတွေကလည်း VNN ရဲ့ကာချာတစ်ခုဆိုတော့မီးပုံးရောင်းတဲ့ဆိုင်လေးတွေလည်းတော်တော်များများကိုတွေ့ခဲ့ရပါတယ်ဒီကတော့ကျွန်တော်တို့အိုးတောင်းမှာရှိတဲ့UNESCO ဝင်တဲ့200ဝန်းကျင်လောက်ရှိတဲ့အိမ်ပါဒီကအိုးတောင်းမှာဒီအိမ်ကလည်းပဲကြီးရပေါ့အိုးတောင်းကနည်းနည်းမိုးချုပ်လာတဲ့လူတွေကပိုစီလာပါပြီကျွန်တော်ဖုန်းကတော့အားကုန်တော့မို့လို့ဖုန်းအားပြန်သွင်းမယ်ပြန်ပြီးတော့ဟိုတယ်ပြန်ပြီးအားပြန်သွင်းမယ်ပြီးရင်ညကြလို့ရှိရင်အားကနကအားပြန်သွင်းပြီးတော့မှညကြလို့ရှိရင်ပြန်ထွက်လာမှာပါအခုညဘက်ကျွန်တော်တို့ညနေသာထိုင်းပြန်ထွက်လာပါဒါတော့ဒီမှာဝေပါထဲမှာရန်လာ cuối cùng mà ဒါပုံကောင်းကောင်းရရင်တော့ဒီမှာကောင်းကောင်းနဲ့ဆိုရင်ပုံနဲ့ပိုလောက်လူတွေကတော်တော်ရှုပ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုပွဲစည်းတန်းတိုးနေရဆိုတော့ဒါပေမဲ့အကုန်လုံးက tourist တွေပဲ tourist တွေတအားများတယ် tourist တွေတအားများပါတယ်ဒီနိုင်ငံကတော့ဘုံငွေတော်တော်ရမှာဒေါ်လာကတော့ဖျောင်းနိုင်လေးနဲ့မီးအိမ်လေးနဲ့တွားပြီးတော့မီးရဲကိုမျောရတာဒီမှာမီးရဲကိုမျောရေထဲကိုမျောရတာပါတော့ဟွာအန်းရဲ့နိုင်မာကတ်ပေါ့တော်လေးတော့လှပါတယ်တော်လေးလည်းသူရှုပ်ပါတယ်သူကတော့တအားရှုပ်ပါတယ်ဒီကောင်မလေးကအရှုပ်ဆုံးပါပဲကောင်မလေးကခြိလဲခြိရပါကိုကပဲလမ်းမလျှောက်ပါဘူးမမေကိုခြိခိုင်းနေရပါသူကဝင်ပြောသေးတာတော်တော်ရို့လှပါတယ် Japanese Kawa Bridge လာမသိဒါလည်းနာမည်ကြီးတဲ့တဲမှာပါတယ်ဒီ bridge လေဟိုကလူတွေကတော့ကျွန်တော် Instagram တွေထဲနဲ့တော့မတူဘူးပေါ့ဗျာလူတွေကတော့ပိတ်ကြံ့ဒါ bridge အထဲထဲပေါ့ဘာမှတော့မရှိပါဘူးထူးထူးဆန်းဆန်းတော့မဟုတ်ဒါပေမဲ့ရှားဆိုရင်ကြောင့်တော့နာမည်ကြီးရဆမ်မာကြီးကကန်ဒီစားခြင်းလို့တဲ့ဒါကန်ဒီတွေပဲရောင်းနေဆိုင်လာရောင်းတော့စုံတာတဲစားကြတာရွေလေမချယ်လီစားကြလို့တဲ့မှာရွေတဲကြိုက်တာရွေနော်မှာတော့အခါချယ်လီတွေရွေတဲ့အခန်းလေးခုနကန်ဒီထားတဲ့ကန်ဒီထိုင်မှာပဲရွေရပြောနေသူစားကြတာစားရတယ်这盘啥嘛嘞？ဒါပေမဲ့ကျွန်တော်တို့တော့တနေ့မှာတစ်ခုနှစ်ခုပဲရွေရချောင်းဆိုးမှာဆိုလို့ပြင်အကျင့်ပါအောင်မှာဆိုလို့
လှုပ်ချင်တာလှုပ်နေရင်ပြောနေဒါလေးတွေကတော့ရန်ကုန်မှာလည်းရှိပါတယ်ကျွန်တော်ရန်ကုန်မှာတော့လည်းတွေ့တယ်ဒီရနေနဲ့ပူတယ် 这边烧嘛了，就拿烧嘛了，不要玩了。 အိုးတောင်းမှာညဘက်လမ်းလျှောက်တာကတော့ဒီလောက်ပါပဲအခုကတော့ဟိုတယ်ပြန်ပါပြီတော့ဒီနေ့ကတော့ချက်ကောက်လုပ်ပါပြီကျွန်တော်တို့ဒီဟွာအန်မှာတော့ကျွန်တော်တညပဲနေတာပေါ့နော်ကျွန်တော်ဟာအန်ရောက်မယ်ဆိုရင်တော့ဒီ Chilas Old Town Villa လေးကမဆိုးပါဘူးသူဟိုဖက်ချက်ဟိုတယ်လေးဖြစ်တယ်ပြီးတော့နေလို့လည်းကောင်းတယ်ပြီးရင်ကျွန်တော်တို့ Old Town နဲ့ဆိုလို့ရှိရင်လမ်းလျှောက်သွားတယ်ရောက်ပါတယ်ဘတ်ဂျက်ဆိုပေမဲ့ကျွန်တော်တို့မြန်မာငွေနဲ့ဆိုရင်တော့1သိန်းခွဲလောက်ပဲရှိတာပေါ့သူကဈေးအသက်တာဆုံးထဲမှာတော့ပါပါတယ်တော့ဒီဟွာအန်ရောက်မှာဒီလိုမျိုးအပင်တွေဗျာအများကြီးတွေ့ရကျွန်တော် VNN စရောက်ထဲကဒီအပင်တွေဒီ orange အပင်လို့ပဲထင်တာပြီးတော့ဒီလိုမျိုးအသီးတွေကပြုတ်သိပ်ပြီးတီးနေတော့အဲ့လိုမခူးစားကြဘူးလားလို့ပဲထင်တာပေါ့နော်အဲ့တော့ဒီဟိုတယ်ရောက်မှပဲကျွန်တော်အရန်စိတ်ဝင်စားရတယ်မေးကြည့်တော့ဒါသူတို့ဒါ orange အပင်မဟုတ်ဘူးဗျ orange နဲ့အရန်တူတယ်ကျွန်တော်ရှေ့မှာတော့ orange လို့ပဲပြောခဲ့တာ orange နဲ့အရန်တူတယ်ဒါပေမဲ့ဒါတော့ orange မဟုတ်ပါဘူးသူတို့ရဲ့ဒီ kumquat tree လို့ခေါ်တယ်သူတို့ Vietnam မှာသူတို့ဒီ New Year အထိမ်းအမှတ်နဲ့ရောသူတို့ decoration အနေနဲ့ပါသူတို့ကဒီလိုအပင်လေးကိုအိမ်တိုင်းမှာရှိတယ်ဗျအိမ်တော်တော်များများမှာရှိတယ်ဒီလိုအပင်လေးသူတို့ထားတာဒီနားကဟိုရှေ့ကအိမ်မှာလည်းရှိဟိုမှာအလဲမှာအဲ့တော့ကျွန်တော်ကတော့အခုမှသိတာပါစသားရောက်ကျွန်တော်လိမ်မော်ပင်လေးပဲထင်နေတာပေါ့ဟုတ်ကဲ့အခုကတော့ကျွန်တော်တို့ check out လုပ်ပြီဆိုတော့ကျွန်တော်ဒါနဲ့ပြန်ပါမယ်ဟိုကားဆောင်နေတာပါတေးကတော့လောင်းစင်းနေတဲ့လူတွေများတယ်ဗျ tourist တွေဆိုဒီရှေ့ကအိမ်မှာဆိုလို့ရှင်ဒါတို့လောင်းစင်းနေတာအိမ်ပုံစံမျိုးပဲဒီမှာ home stay လို့တော့တို့ရေးထားတယ်ပြီးတော့လို့ budget ပြီးတော့တို့လာနဲ့ချီပြီးနေကြတာဗျဒီလန်ထဲမှာဆိုလည်းအဲ့လိုတော်တော်များများရှိတယ်ဟိုဟိုတယ်အကြီးတွေအဲ့လိုမျိုးလေးနေကြများတယ်ပြီးတော့ဒီ Vietnam ဒီဟွာအန်ရဲ့ဟိုတောင်မျိုးလေးနဲ့လည်းနီးရပေါ့လမ်းလျှောက်သွားရင်ခဏပဲ9မိနစ်လောက်ရှောင်ရတယ်အဆင်ပြေပါတယ်ကျွန်တော်ဒါနန်းကိုစားထပ်ပါပြီဒါနန်းကိုပြန်ပါပြီမိုင်းလို့လား Hello. မိုင်းလို့လားမိုင်းကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်